皆さんこんにちはအခုဒီနောက်ထပ်ပုံစံတစ်ခုကိုရှင်းပြပါမယ်ဒီပုံစံကတော့အရင်ကလွယ်ပါတယ်မိကုန်းလေးကိုအရင်စပဲကြည့်ပါမယ်ဟီတိုရီတဲ့စန်ချူပွန်တဲ့ယွန်းချူကောကွန်နိုအိုနီဂီရီကစကူရာတဲ့မက်လူတစ်ယောက်ကမိနစ်30မှာအိုနီဂီရီ45ခုကိုပြုလုပ်နိုင်တယ်စန်ချူပွန်တဲ့မိနစ်30မှာဂိုဟီယာကိုဟာဂျီဇူကောကွန်နိုအိုနီဂီရီကိုစကူရူနိုနီအိုနီဂီရီ985ခုပြုလုပ်ဖို့အတွက်နန်းနေလူဘယ်နှယောက်ပေါ့နော်ဟီဆိုယိုတက်စ်ကလူဘယ်နှယောက်လိုအပ်လဲဆိုပြီးတော့မေးချတာဖြစ်ပါတယ်ဒါရာကြီးကိုတာရဲ့ကိုအဲ့ဒါပြီးနာဆိုင်မှတ်ကန်တဲ့အပြင်ကိုရေးစစ်ပေးပါတဲ့အဲ့တော့စပြီးတော့တွက်ကြည့်ပါမယ်မိကုန်းမှာကလူတစ်ယောက်တည်းနဲ့မိနစ်30မှာအိုနီဂီရီ45ခုကိုပြုလုပ်နိုင်တယ်အိုနီဂီရီမိနစ်30မှာပဲ985ခုကိုပြုလုပ်ရှင်တဲ့လူဦးရေအရေအတွက်ဘယ်လောက်လိုလဲဆိုပြီးတော့မေးချတာဖြစ်တယ်ပေါ့နော်အဲ့တော့ဝတာကြီးတို့ကလိုချင်တာက985ခုအများကိုလိုချင်တာပေါ့နော်ဒါကြောင့်မို့လို့အများလိုအနည်းစားကြီးအနည်းလိုအများစားကြီးနဲ့တွက်ရပါမယ်အဲ့တော့ဝတာကြီးတို့က985အများကိုလိုချင်တာဖြစ်တဲ့အတွက်အနည်း45စားကြည့်ဖြစ်သွားမယ်အမြောက်လူဦးရေအရေအတွက်နဲ့မြောက်မယ်ပေါ့နော်အဲ့တော့45နဲ့985နဲ့စားလိုက်တဲ့အခါမှာ73ရတယ်ပေါ့နော်73အဲ့တော့73နဲ့ကြည့်တဲ့မြောက်တော့73လူဦးရေအရေအတွက်73ယောက်လိုအပ်တယ်ပေါ့နော် ABCD ဆိုပြီးတော့အဖြေလေးကိုပေးထားတဲ့ထဲမှာအဖြေမြန်က C ဖြစ်ပါတယ်